ပြောင်းလုံးစီတဲ့လှုပ်ဝက်အစီအစဉ်အပိုင်း34လေးရဲ့အစမှာတော့ဘတ်စကိုတယောက်လူတယောက်ကိုတိုက်ခိုက်ပြီးအဲ့ဒီလူစီကအနန္နာစွမ်းအားတွေကိုယူနေခဲ့ပါတယ်။အဲ့ဒီအချိန်ဖုံးဝင်လာပြီးကဘာမြေကာကိုရေးတပ်ဖွဲ့ကြာသွားပြီဆိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲ့ဒီလူလည်းသူတို့ရဲ့အစီအစဉ်လေးကိုအကောင့်ထဲပေါ်ကြတာပေါ်ဆိုပြီးသူ့အဖွဲ့ဝင်မိန်းကလေးကိုပြောလိုက်ပါတယ်။ငှက်လေးနာဗီကတော့တဝိုးနဲ့အော်နေခဲ့ပြီးခိုကိုင်ကြားအဖွဲ့သားတွေကဘာဖြစ်နေရလဲဆိုပြီးလှမ်းမိလိုက်ပါတယ်။နာဗီကတော့ဟောကိတ်ထုတ်တယ်ဆိုတဲ့အကြောင်းသူ့လူတွေကိုလှမ်းပြောလိုက်ပါတယ်။အဖွဲ့သားတွေလည်းရုတ်တရက်ကြောင်းသွားပြီးဟောကိန်းထောက်တာကတိုးနဲ့အော်နေတာလားလို့စဉ်းစားနေကြကြပါတယ်။လူကတော့လူတွေအော်ဟစ်နေတာကိုကြားလို့များလားဆိုပြီးသူ့အဖွဲ့ဝင်ကိုဝင်ပြောလိုက်ပါတယ်။ကပတိန်ကတော့သူ့လူတွေကိုတွားကြည့်ကြတာပေါ်ဆိုပြီးထွက်လာခဲ့ကြပါတယ်။မာဗလက်တို့အဖွဲ့ကတော့လူသူပေါများတဲ့နေရာကိုအဖွဲ့လိုက်ထွက်လာခဲ့ကြပြီးရုတ်တရက်မင်းကလေးတယောက်အနန္နာစွမ်းအားတွေရမယ်ဆိုတဲ့အကြောင်းအော်ပြောနေတာကိုဒွန်းတယောက်ကြားလိုက်ရပြီးသူ့လူတွေကိုပြန်ပြောလိုက်ပါတယ်။မာဗလက်တို့လည်းအဲ့ဒီမင်းကလေးစီကိုတွားလိုက်ကြပြီးအဲ့ဒီမင်းကလေးကလည်းနင်တို့ကဂိုကန်ကြားအဖွဲ့သားတွေမဟုတ်လားလို့မေးလိုက်ပါတယ်။အာရီကန်ကတော့ချူရီကီစန်တိုင်အော်ရင်ဂျာအဖွဲ့ကအိုပင်ဖြစ်တဲ့မာရူအိုမိုမိုဆန်လာလို့မေးလိုက်ပါတယ်မာရူအိုလည်းသူ့ကိုတီးလို့ဝမ်းသာသွားခဲ့ပြီးသူ့ရဲ့အလုပ်ကိုလည်းပြောပြလိုက်ပါတယ်မာဗလက်ကတော့ခမည်းကကျွန်တော်တို့ကိုလိုက်ရှာနေရလားလို့မေးလိုက်ပြီးမာရူအိုလည်းဟုတ်တယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အကြောင်းကတော့ Orange ရဲ့အနန္နာစွမ်းအားတွေကိုပေးခြင်းလို့ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ UAOH အဖွဲ့မှုခေါင်းဆောင်ကတော့ဘာစကိုကိုအလဲအလဲလှုပ်ရှင်နေဆိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်ဘာစကိုကတော့ဘာလို့ရှင်တာလဲလို့မေးလိုက်ပြီးအဖွဲ့မှုခေါင်းဆောင်ကတော့ဇန်ကီအဖွဲ့ရဲ့စခန်းရင်တင်မောဖြစ်တဲ့မြင်းကပဖွဲ့စည်းပုံအကြောင်းအချက်လက်တွေကိုလိုချင်ကြောင်းပြောလိုက်ပါတယ်မာဗလက်ကတော့အနန္နာစွမ်းအားဘယ်မှလဲမေးနေခဲ့ပါတယ်မာအူရိုကတော့မလောနဲ့လို့ပြန်ပြောလိုက်ပြီးသူနဲ့အတူတူအချိန်နည်းနည်းလေးပုံပေးပါလို့ပြောလိုက်ခါအဝတ်စားဆိုင်တွေကိုခေါ်သွားခဲ့ပြီးမာအူရိုဝယ်ထားသမျှအဝတ်စားတွေကိုမာဗလက်နဲ့ဂျိုးတို့ကတဲပေးနေခဲ့ရပါတယ်အိုင်မင်နဲ့လူကာတို့ကတော့မာရူအိုကိုနှိပ်ပြီးနေခဲ့ရပါတယ်အိုင်မင်ကတော့ဘာလို့အခုလိုတွေလုံနေရတာလဲပြောနေခဲ့ပြီးလူကာကတော့အနန္နာစွမ်းအားရဖို့အတွက်လုံရမှာပဲလို့ပြောလိုက်ပါတယ်တွင်နဲ့အာရီကန်ကတော့သူစားကျင်တာတွေကိုချက်ကျွေးနေခဲ့ရပါတယ်အစားအသောက်တွေတထိုင်ကြီးအကုန်စားပြီးရတောင်အချိုပွဲအနေနဲ့ဖတ်ထုတ်လေးလုပ်ပေးနိုင်မလားဆိုပြီးမေးလိုက်ပါတယ်လူကာနဲ့မာဗလက်တို့ကစိတ်တူသွားခဲ့ပြီးအနန္နာစွမ်းအားတွေမပေးပဲဘာလို့အခုလိုတွေလုံနေရလဲဆိုပြီးမေးလိုက်ပါတယ်ဂျူတယောက်ကတော့မာဗလက်ကိုတားလိုက်ပြီးမာဗလက်ကလည်းသူ့လူတွေကိုခေါ်ကဒီကနေထွက်သွားကြဖို့ပြောလိုက်ပါတယ်ကြံခဲ့တဲ့မာအိုရိုတယောက်ကတော့နာရီတကြီးကြီးနဲ့တခုခုကိုစိုးရိမ်နေတယ်လို့ဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်ဂျိုးကပြန်ရောက်လာခဲ့ပြီးဘာတွေစိတ်ပူနေရလဲလို့လှမ်းမိလိုက်ပါတယ်မာဗလက်တို့ကပါရောက်ရှိလာခဲ့တဲ့အချိန်မှာတော့မာအိုရိုကလည်းသူ့ရဲ့အဖြစ်မြန်တွေကိုပြောပြဖို့လုပ်ပါတော့တယ်နောက်ပြီးသူ့ရဲ့တာဝန်ဟာပင်လယ်ဓမြတွေအဖွဲ့ကိုကြမ်းကြမ်းအောင်လုပ်ဖို့ဆိုတာကိုပါပြောပြလိုက်ပါတယ်တစ်ဖက်မှာတော့ UAOH အဖွဲ့ခေါင်းဆောင်ဟာဘာစကိုနဲ့အပေးယူလုပ်ဖို့နေရာကိုရောက်လာခဲ့ပြီးအပေးယူလုပ်ဖို့စတင်ပါတော့တယ်မာအိုရိုကလည်းအဲ့ဒီအပေးယူကိစ္စအကြောင်းကိုမာဗလက်တို့ကိုပြောပြနေခဲ့ပါတယ်အာရီကန်ကတော့အံ့ဩသွားခဲ့ပြီးဘာရာနိုင်းကိုတယောက်တည်းရင်ဆိုင်လာခဲ့တဲ့လူကဘာစကိုနဲ့အပေးယူလုပ်နေရတာဆိုပြီးမေးလိုက်ပါတယ်တစ်ဖက်မှာတော့ UAOH အဖွဲ့ခေါင်းဆောင်ကဘာစကိုရဲ့လက်ထက်ကပစ္စည်းကိုအရင်ပေးဆိုပြီးတောင်းလိုက်ပါတယ်ဘာစကိုကတော့လက်ထက်ကဟာကိုဖျက်ဆီးလိုက်ပြီးအဖွဲ့ခေါင်းဆောင်တွေကအနန္နာစွမ်းအားတွေကိုယူဖို့ပြင်ဆင်လိုက်ပါတော့တယ်အဖွဲ့ခေါင်းဆောင်လည်းဒါမျိုးမလုပ်ချင်ပါဘူးလို့ပြန်ဖြေကဘုံခလုတ်ကိုနှိပ်လိုက်ပါတယ်တစ်ဖက်မှာလည်းမာအိုရိုကအပေးယူကဟန်ပြသက်သက်တာဖြစ်ပြီးအခုခံလိုက်ရတဲ့စူပါဆန်နိုင်အနန္နာစွမ်းအားတွေကိုယူခဲ့မှာဆိုတဲ့အကြောင်းကိုပါပြောပြလိုက်ပါတယ်အဖွဲ့ခေါင်းဆောင်ကဘုံခလုတ်ကိုနှိပ်လိုက်ပြီးမဲ့ဘာစကိုနဲ့သူ့ရဲ့နောက်လိုက်မြောက်တို့ဟာဘာမှမဖြစ်သွားတဲ့အပြင်မြောက်ကလေးဆယ်လီကိုအဖွဲ့ခေါင်းဆောင်နဲ့တက်ခတ်ခံလိုက်ပါတယ်မာရိုရဲ့နာယီမှာတော့အချက်ပေးတဲ့တခုထွက်လာခဲ့ပြီးအစီအစဉ်မအောင်မြင်တော့တာသိတာကြောင့်သူ့ကိုယ်တွေကအနန္နာစွမ်းအားတွေကိုပေးလိုက်မလို့လုံနေတဲ့အချိန်မှာပဲမာဗလက်တယောက်တားလိုက်ပြီးသူတို့ဟာပင်လယ်ဓမြတွေဖြစ်တာကြောင့်သူတို့လိုချင်တာကိုသူတို့လက်နဲ့ရအောင်ယူမယ်လို့မာအိုရိုကိုပြန်ပြောလိုက်ပါတယ်တစ်ဖက်မှာတော့မြောက်ကလေးဆယ်လီဟာအဖွဲ့မှုခေါင်းဆောင်နဲ့တက်ခိုက်နေခဲ့ပါတယ်အဖွဲ့မှုခေါင်းဆောင်ကအောက်ကနေခံနေတဲ့အချိန်မှာတော့စောစောကခလုတ်ကိုပြန်နှိမ့်လိုက်ပြီးဘာစကိုနဲ့သူ့ရဲ့နောက်လိုက်မြောက်ပါတန်ကြိုးတွေနဲ့အခြေခံလိုက်ရပါတယ်အဖွဲ့ခေါင်းဆောင်လည်းဘုံခလုတ်ကိုနှိမ့်လိုက်ပေမဲ့နှိမ့်မရဖြစ်နေခဲ့ပါတယ်ဘာစကိုကအရာတွေကိုတီးလို့အစကတည်းကခြေတလန်းတောင်ပြင်ဆင်လာခဲ့တာလို့ပြောလိုက်တော့အဖွဲ့ခေါင်းဆောင်လည်းအံ့ဩသွားခဲ့ပါတယ်ဘာစကိုကတော့သူ့ရဲ့ loudspeaker နဲ့အဖွဲ့မှုတွေကအနန္နာစွမ်းအားတွေကိုထုတ်ယူနေတဲ့အချိန်မှာပဲအဝေးကနေမာဗလက်ရဲ့တနက်စာကိုမိသွားခဲ့ကမှုန့်နေတဲ့ loudspeaker ကြီးလေးပြုတ်ကျသွားခဲ့ပါတယ်အဖွဲ့ခေါင်းဆောင်ကတော့ဘာလို့ရောက်လာရလဲလို့မေးလိုက်ပြီးမာဗလက်ကတော့သူတို့ဟာပင်လယ်ဓမြတွေဖြစ်ပြီးသူတို့အစွမ်းစားနဲ့လုံးမဲ့ဆိုတဲ့အကြောင်းကိုပါလှမ်းပြပြလိုက်ပါတယ်မာဗလက်တို့ကတော့ကိုကန်ကြားအသွင်ကိုပြောင်းကဘာစကိုရဲ့ ranger ပြောင်းထားတဲ့အကောင့်တွေနဲ့အကျိတ်နဲ့တိုက်ခိုက်ပါတော့တယ်ရုတ်တရက်အာရီကန်ဟာတိုက်ခိုက်လိုက်ရပေမဲ့ဘုံဝင်းအသွင်ကိုပြောင်းပြီးဂျက်တက်ကတိုက်ကွက်နဲ့ပြန်တိုက်ခိုက်လိုက်တဲ့အပြင်ကိုကန်စီဘာဂွန်းမှုကိုပြောင်းပြီး final way တိုက်ကွက်နဲ့တိုက်ခိုက်လိုက်ပါတယ်နောက်ဆုံးပွဲသေးတိုက်ကွက်အနေနဲ့ကိုကန် Legion Crush နဲ့ပွဲသေးတိုက်ပေးလိုက်တဲ့အပြင်အကောင်ကြီးဖြစ်လာခဲ့လို့
သူ့ရဲ့ Goju Dray ကိုဆင့်ခေါ်လိုက်ပြီး Goju Red ကိုသုံးကနှစ်ကောင်လုံးကိုကစုံပေါက်ကျွေးလိုက်ခါတိုက်ခိုက်နေခဲ့ပါတယ်။ Marvelette တို့ဟာလည်းအကွက်ကောင်တွေနဲ့တိုက်ခိုက် Arigan လည်းအကောင်ကြီးနှစ်ကောင်ကိုတိုက်ခိုက်နေခဲ့တာကြောင့်တိုက်ပွဲဟာအတော်လေးကိုပြင်းထန်နေခဲ့ပါတယ်။ Arigan က Goju Red Dray နဲ့တိုက်ခိုက်လိုက်ပြီးမြဲအမိကိုစုပ်ကန်ခံလိုက်ရပြီးခြေထောက်နဲ့ရှယ်ကိုကခံလိုက်ရတာကြောင့်အတော်လေးကိုအထိနာသွားခဲ့ရပါတယ်။ Marvelette တို့အဖွဲ့လည်း Ranger နောက်တစ်မျိုးပြောင်းတော့မယ့်အချိန်မှာ Ranger ကီရီကအယောင်လက်သွားလို့သူတို့လည်း Oranger ရဲ့အနန္နာဆွမ်းအားတွေကိုရလိုက်တယ်ဆိုတာကိုတည်သွားခဲ့ပြီးသူတို့လည်း Choriki Sentai Oranger အသွင်ကိုပြောင်းကတစ်ဖက်က Ranger ပြောင်းထားတဲ့ကောင်တွေကိုတစ်ဖက်ပြန်လဲတိုက်ခိုက်ပါရယ်ဒီတစ်ခါမှာတော့ဂိုကန်ကြအဖွဲ့ဝင်တွေဟာအသာစီးကိုရနေခဲ့ပြီးဂျူးကတော့ Anamus Stonefast နဲ့တိုက်ခိုက်လိုက်ပြီးဒွန်ကလည်းသူ့ရဲ့တိုက်ကွက်ဖြစ်တဲ့ Crusher တိုက်ကွက်နဲ့တိုက်ခိုက်လိုက်ပါတယ်နောက်ဆုံးလူကာနဲ့အိုင်မင်တို့လည်းသူတို့ရဲ့တိုက်ကွက်နဲ့တိုက်ခိုက်လိုက်ကြပါတယ်။ Marvelette လည်းသူ့ရဲ့တိုက်ကွက် Hikin Razor ကိုသုံးကတိုက်ခိုက်လိုက်ပြီး Arigan ကတော့နှစ်ယောက်တစ်ယောက်ကြိတ်ခံနေရပြီမဲ့ကိုကိုင်းတန်ကီ Dray Spin ကိုသုံးကနှစ်ယောက်စလုံးကိုတိုက်ခိုက်လိုက်ပါတယ်။ Trainer Mode ကိုသုံးပြီးနောက်ထပ်ပြန်လဲတိုက်ခိုက်လိုက်ခါနောက်ဆုံးပွဲသိမ်းတိုက်ကွက်အနေနဲ့ Goju Triple Dray Dream ကိုသုံးကအဆုံးသတ်ပေးလိုက်ပါရယ်။ Captain တို့အဖွဲ့လည်း Choriki Dynamite Attack နဲ့သုံးကတိုက်ခိုက်လိုက်ပြီးနောက်ဆုံးပွဲသိမ်းတိုက်ကွက်ကိုတော့ Hyperstone ရဲ့ Crisis Set ကိုသုံးပြီးတိုက်ခိုက်လိုက်ခါငါ့အစလုံးရဲ့ဆွမ်းအားတွေဟာ Ranger ပြောင်းထားတဲ့ကောင်တွေကိုတိုက်ခိုက်လိုက်ပြီးနောက်ဆုံးပွဲသိမ်းသူတို့ရဲ့ Final Wave ကိုသုံးကအဆုံးသတ်ပေးလိုက်ပါရယ်ဒီတစ်ခါမှာတော့ Basco နဲ့သူ့ရဲ့နောက်လိုက်မြောက်တို့ပဲကျန်တော့တာကြောင့် Marvelette ကဓားကင်ကပြေးပြီးတိုက်ခိုက်လိုက်ပြီးမြဲ Basco တယောက်ဘာမှမဖြစ်သွားတဲ့အပြင် Marvelette ပါပြတ်ခန်းလိုက်ရပါတယ်။ဒါအပြင် Basco ကပုံစံတစ်ခုကိုပြောင်းသွားပြီးအဲ့ဒီပုံစံဟာအခါရက်တောင်ကြောက်ရတဲ့သူ့ရဲ့ပုံစံအစ်စ်ပဲလို့ Captain ကိုပြောနေခဲ့ပါတယ်။ Arigan ကတော့စိတ်တူသွားပြီးတိုက်ခိုက်လိုက်ပြီးမြဲတိုက်ခိုက်ကူမှအရာမရောက်ခဲ့ပဲပြပြတထန်တိုက်ခိုက်ခံလိုက်ရတာကြောင့် Arigan လည်းလဲကျသွားခဲ့ပါတယ်။အဖွဲ့သားတွေက Final Wave တိုက်ကွက်နဲ့ Basco ကိုတိုက်ခိုက်လိုက်ပြီးမြဲ Basco အတွက်ကတော့ခလစ်ကစားစရာတတလောက်တာရှိပြီး Marvelette တို့ပဲပြတ်ခန်းလိုက်ရပါတယ်။ Basco ကတော့သူလူချင်းတဲ့ပစ္စည်းတွေရသွားတာကြောင့်နောက်ခေါက်မှပြန်တွေ့မယ်ဆိုပြီး Marvelette တို့ကိုပြောလိုက်ခါထွက်သွားခဲ့ကြပါတယ်။ WOH အဖွဲ့ခေါင်းဆောင်လည်းရောက်ရှိလာခဲ့ပြီး Captain တို့ကိုအားတင်းထားပါလို့ပြောနေရင်းနဲ့ပဲအပိုင်း31လီကလည်းဒီမှာပဲဆုံးသွားခဲ့ပါတယ်။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။